ကိုလေပင်ကိုဓဆခံလုပ်ပြီးသွေးဆုပ်ဖို့ကောင်တကောင်ကိုအမဲလိုက်ဖို့ကြံစီခဲ့တဲ့ဒီမိန်းကလေးရဲ့ကံကြမ္မာကဘာဖြစ်သွားမလဲချိုးရွံလို့ခေါ်တဲ့ဒီမိန်းကလေးဟာစမ်းကြဲတဲ့မျိုးနွယ်စုကဖြစ်ပြီးမတော်တဆမှုတစ်ခုကြောင့်သူမရဲ့ဝိညာဉ်စွမ်းအားအမြင့်ဆုံးရှုံးသွားခဲ့ပါတယ်။ဒါကြောင့်သူမဟာဝိညာဉ်အမြင့်ကိုပြန်ရှာဖို့အတွက်ထူးဆန်းတဲ့ယောဂတကြီးချင်းရွေစီကိုချင်းတက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ချင်းရွေဟာကုမရတဲ့ယောဂဆန်းတစ်ခုခံစားနေရပြီးသူ့ကိုကုသနိုင်ဖို့အတွက်ချိုးရွံကသူမကိုသူမသွေးနဲ့ယောဂအကုန်ပြောက်စေတဲ့ဆေးဖက်ဝင်မိန်းကလေးဖြစ်သတင်းလွှင့်ပြီးနားစာချခဲ့တာပါ။ဒါကိုမသိတဲ့ချင်းရွေကလည်းသူမရဲ့အစီအစဉ်တိုင်းကလပ်တစ်ခုကိုရောက်လာပြီးသူမကိုစမ်းသပ်ဖို့ပြင်ဆင်ပါတော့တယ်။ဒါပေမဲ့ဒီကစားပွဲမှာဘသူကအမဲလိုက်တဲ့သူဖြစ်ပြီးဘသူကသားကောင်ဖြစ်သွားမလဲဆိုတာမသိကြသေးပါဘူး။ချင်းရွေကသူမရဲ့မေးစေးကိုဆွဲကင်ပြီးသူမဟာတကယ်ပဲဆေးဖက်ဝင်မိန်းကလေးလားသူမရဲ့သွေးကယောဂပေါင်းစုံကိုပျောက်ကင်းစေနိုင်တယ်လို့ပြောရင်းသူမရဲ့လက်ပင်ကိုအငမ်းမရကိုက်လိုက်ပါတော့တယ်။သွေးတွေစီးကျလာတဲ့အချိန်မှာချင်းရွေကနောက်ဆိုရင်မင်းဟာငါ့အပိုင်ပဲလို့ကြေညာလိုက်ပြီးသူမကိုခေါ်ဆောင်သွားခဲ့ပါတယ်။ချိုးရွံကတော့နာကျင်မှုကိုအောက်အီးပြီးဒါဟာသူမရဲ့ဝိညာဉ်အမြင့်ကိုပြန်ရဖို့တခုတည်းသောအခွင့်အရေးပဲလို့တွေးနေခဲ့ပါတယ်။အခန်းထဲရောက်တဲ့အခါချင်းရွေကသူမကိုကရင်ပေါ်တွန်းလဲပြီးဖိထားတဲ့အတွက်ချိုးရွံတယောက်လန့်သွားပေမဲ့စိတ်ထဲကနေတော့မင်းကလက်ခုပ်ထဲကနေပြေးမလွတ်ပါဘူးလို့ကြုံဝါနေခဲ့ပါတယ်။ချင်းရွေကသူမကိုမင်းရဲ့အဆင့်တန်းကိုမင်းသဘောပေါက်စမ်းလို့တတိပေးပြီးထွက်သွားဖို့ပြင်ပါတယ်။ဒါပေမဲ့ချိုးရွံကသူ့နောက်ကိုတကောက်ကောက်လိုက်ပြီးကားတကားဝအထိလိုက်တားခဲ့ပါတယ်။ချိုးရွံကကျမကိုထားမသွားပါနဲ့ရှင်နေမကောင်းဖြစ်မှာစိုးလို့ပါလို့ငိုယိုပြီးဟန်ဆောင်ပြောလိုက်တဲ့အခါချင်းရွေလည်းစိတ်ပြောင်းပြီးသူမကိုကားပေါ်တက်ခွင့်ပေးလိုက်ပါတယ်။ကားထဲမှာတော့ချိုးရွံကချင်းရွေရဲ့ချုံမောတဲ့ရုပ်ရည်ကိုကြည့်ပြီးမင်းကိုငါလက်အောက်ရောက်အောင်လုပ်ပြီးဝိညာဉ်အမြင့်ဘယ်မှာလဲဆိုတာမင်းပါဇက်ကနေအတင်းပြောခိုင်းရမယ်လို့ကြံစီနေခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကားဒရိုင်ဘာကတခင်လေးကျွန်တော်တို့ရန်သူတွေဝိုင်းထားတာခံနေရပြီလို့ထိတ်လန့်တကြားအော်ပြောလိုက်ပါတယ်။ကားအပြင်ဘက်မှာလက်နက်အပြည့်နဲ့လူမိုက်တွေဝိုင်းထားတဲ့အတွက်ချိုးရွံတယောက်ဒီအန်ရီကနေဘလို့လွတ်မလဲလို့စိုးရိမ်သွားပါတယ်။သူမထင်ထားတာထက်ဒီလူဟာပိုပြီးအန်ရီများတဲ့အတိုင်းဝိုင်းနဲ့ရောက်နေတာကိုသိလိုက်ရလို့ပါ။ဒါပေမဲ့ချင်းရွေကတော့အေးအေးဆေးဆေးပဲကားပေါ်ကဆင်းပြီးရန်သူတွေကိုတယောက်တည်းရင်ဆိုင်ဖို့ပြင်လိုက်ပါတယ်။ချင်းရွေဟာလူမိုက်တွေကိုတယောက်တည်းပြောင်ပြောင်မြောက်မြောက်တိုက်ခိုက်ခဲ့ပေမဲ့ရန်သူအင်အားများလွန်းတာကြောင့်သူ့ရဲ့ရင်ဘတ်မှာဓာတ်တံရအပြင်းထန်ရသွားခဲ့ပါတယ်။ကားထဲကနေကြည့်နေတဲ့ချိုးရွံကဒီလောက်လေးနဲ့ဒဏ်ရာရရသလားတော်တော်ညံ့တာပဲလို့တွေးပြီးကားပေါ်ကဆင်းလာခဲ့ပါတယ်။ဒါပေမဲ့သူမအတွက်ချင်းရွေဟာဝိညာဉ်အမြင့်ရှာဖို့တော့ချက်ဖြစ်တာကြောင့်အသေးမခံနိုင်ပါဘူး။ချိုးရွံဟာချင်းရွေရဲ့ရင်ဘတ်ကဒဏ်ရာကိုသူမရဲ့လက်နဲ့ထိလိုက်တဲ့အခါစမ်းကြဲတဲ့အလင်းတန်းတွေထွက်လာပြီးဒဏ်ရာဟာချက်ချင်းပျောက်ကင်းသွားခဲ့ပါတယ်။ဒါကိုမြင်တဲ့ချင်းရွေကအံ့ဩတုန်လှုပ်သွားပြီးသူမကိုထူးဆန်းတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်ပါတော့တယ်။ချိုးရွံကတော့ပြုံးပြပြီးအခုရှင်တက်တာသွားပြီမလားလို့မေးလိုက်ပါတယ်။အိမ်ပြန်ရောက်တဲ့အခါချိုးရွံကချင်းရွေရဲ့အခန်းထဲအထိဝင်လာပြီးရှင်နာနေသေးလားလို့စိုးရိမ်တကြီးမေးရင်းသူ့ကိုရင်ခွင်ထဲထည့်ဖက်လိုက်ပါတယ်။ချင်းရွေကသူမကိုတွန်းထုတ်ဖို့ကြိုးစားပေမဲ့သူမရဲ့နှွေးထွေးမှုအောက်မှာအရှုံးပေးလိုက်ရပြီးမင်းနာမည်ပါလဲလို့မေးပါတော့တယ်။ချိုးရွံကကျမနာမည်ချိုးရွံပါလို့ပြုံးပြီးဖြေလိုက်တဲ့အခါသူတို့နှစ်ယောက်ကြားကဆွဲဆောင်မှုဟာပိုပြီးပြင်းထန်လာခဲ့ပါတယ်။ချိုးရွံကချင်းရွေကိုတင်းတင်းကြပ်ကြပ်ဖတ်ထားရင်းမကြခင်ရှင့်ကိုကျမရဲ့လက်အောက်ရောက်အောင်လုပ်ပြမယ်လို့စိတ်ထဲကနေကြိမ်ဝါနေခဲ့ပါတယ်။ချင်းရွေကတော့သူမရဲ့ရဲတင်းမှုကိုအံ့ဩနေပေမဲ့မတိမတာရင်ခွင်ထဲထည့်ထားလိုက်ပါတော့တယ်။သူတို့နှစ်ယောက်ရဲ့လျှို့ဝှက်ချက်တွေနဲ့အမဲလိုက်ကစားပွဲကဘလို့ဆုံးသက်သွားမလဲဆိုတာကတော့ရင်ခုန်စရာပါပဲ။